ဒီဘိန်းမော်တယ်ကတော့2001ဆိုတော့အခုဆိုရင်24နှစ်ရှိတဲ့ဘိန်းอ่ะဗောနော်24 25အသက်တန်းရှိနေတဲ့ဘိန်းဒီဘိန်းဗောနော်ဒီဘိန်းလေးစစ်ဘူးကျွန်တော်တစ်ချက်တော့ဖြုတ်ကြည့်ကြည့်ဗောနော်ဘယ်လိုနေထားရှိရဲလဲရောလဲလားမလဲဘူးလားဆိုတော့ဗောနော်ကျွန်တော်ဖြုတ်ကြည့်မယ်ဟေးတော့ပြီးမှပိတ်ရကြရင် short ပါနေဆိုတော့ကျွန်တော်ဖိုင်းအနီနဲ့ရွှေနဲ့လုံးမယ်ဗာပြောတော့လေးပါဘူးဒီစိတ်လို့လေးပါဘူးအင်ဂျင်လို့လုံးမယ်ကျွန်တော်โอเคအခုကတော့ကျွန်တော်လေးစစ်ဘူးဖြုတ်ကြည့်ကြည့်မယ်ဘယ်လိုနေထားရှိတယ်ဆိုတာဖြုတ်လိုက်ပိုင်ရှင်ဟောတော့တော်မြူဆိုင်တဲ့ပုံစံမျိုးအတိအရှိနေတယ်ဘာဖြစ်လဲအမုံတွေတော့ဝင်အမုံတွေပြောနေဘူးပါအမုံတွေလည်းဒါပေမဲ့လဲလိုက်တော့မှကျွန်တော်ဝယ်လာပြီးသွားပြီဆိုတော့အတိအရှိနေကျွန်တော်ဘေးလိုမျိုးသွားရှာလို့ဘသူပြန်ရောက်ဘသူမှပြန်ရောက်လို့ရဒီနားမှာလည်းစီးတယ်တယောက်မှမသိဘူးကျွန်တော်အဒီကောင်ပြန်ထည့်ပြီးတော့အတိကိုရောင်းမှလည်းဘသူမှမရှိတဲ့ကြောက်အတိပဲကျွန်တော်တုံးလိုက်တော့ဟုတ်လားအဟောင်းနဲ့တည့်တော့ဒါလေးတော့နည်းနည်းကွာတော့နော်အရောင်ကဒီကောင်ကကျတော့နည်းနည်းစီပဲရှိပါလိမ့်မယ်လဲပလိုက်မယ်ဒီကောင်အတိအရောင်ကွာတော့ဗောနော်ကဲဆွဲရရပူတော့ကောင်းပါမယ်ဗျာဒါအရေးပါတဲ့အရာရောက်တော့ဗောနော်ဆွဲရကောင်းတော့ဆွဲရပြောမှဆိုရင် HM GBH E1 GBH E1 9ဒီကောင်30ဟာဒီကောင်9ပဲရှိတယ်အရင်အဟောင်း30ဒီကောင်ကိုအခုရေးလာမဟုတ်ပါဒီမမဝယ်လို့ကျွန်တော်အစိမ်လိုက်လာမျိုးလားနှစ်ဘက်အစိမ်လိုက်လာမျိုး9 30 70ရှိတာအဲ့ဒါ39အဲ့လိုမျိုးโอเค